စိတ်ကအဓိကလို့ခေါ်ထားတာမြတ်စွာဘုရားဟောတယ်စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းစစ်ငါတမင်လုံးထားလားမတော်တဆဖြစ်သွားတာလားဒီလိုဆိုလို့တယ်ပေါ့ဥပမာမယ်ဓမ္မပြည်မှာငယ်ငယ်တုန်းကလည်းဒီလိုကြားဘူးတယ်ကိုကြောင့်သရဝါလေးတစ်ကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆိုရင်အေးဝတ်ပါလိုက်မယ်ဒီခြေကျိုးတာကြီးဝတ်ပါမှာဆိုလို့တတ်ပြစ်တတ်တဲ့ဝတ်ပါသွားတာအသက်ခံရတာပေါ့အဲ့တော့ငကိုယ်တော့ခြေကျိုးတာတော့ကိုကမတော်တဆဖြစ်သွားတာအဲ့ဒါကဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးနော်မတော်တဆကိုကြောင့်သရဝါတစ်ကောင်ဟာမတော်တဆဖြစ်သွားရင်ကိုကြောင့်မဟုတ်အကျဉ်းတရားထားပြီးတော့သူ့ကိုကုသပေးရင်ကုသိုလ်ရအောင်ပဲဝတ်လိုက်မှဆိုတာကြောက်တာနဲ့လူတွေကတတ်ပြစ်လိုက်ကြပြီးတော့ပြောလိုက်သေးတယ်တရဝါဆိုတာလူချွတ်မှကျွတ်တယ်